မင်္ဂလာပါဗျကျွန်တော်ရွှေရောင်လက်များ 2D YouTube channel ကနေကျွန်တော်ရဲ့ချင်းမိတ်ဆွေတွေကိုကြိုဆိုပါရစေဗျနော်ကျွန်တော်ဒီတစ်ပတ်မှာကျွန်တော်ရဲ့ channel ကြီးတစ်ခုဖြစ်တဲ့ရွှေရောင်လက်များဆိုတဲ့ channel ကြီးတစ်ခုကနေကျွန်တော်live လွှင့်ခဲ့တယ်ပေါ့နော်ဒီတစ်ပတ်မှာလေပေါ့နော်မူတွေရည် live လွှင့်ခဲ့တယ်ဒါပေမဲ့ channel ကြီးက live ပြီးရင်ကျွန်တော်အချိန်တစ်နာရီလောက်နေ live ကိုဖျက်ဖို့လုပ်တယ်ဒါပေမဲ့ကျွန်တော်လက်ဥမှုမယူလိုက်ခင်မှာပဲကျွန်တော်ရဲ့ channel ပြတ်သွားတယ်ပေါ့နော်ဒါကျွန်တော်တို့ဒုတိယဆရာတွေတော်တော်များများ channel တွေနဲ့ပတ်သက်ပြီးဖြစ်လိဖြစ်တာရှိတဲ့သဘောတော်ဟွာတွေဖြစ်နေပြီပေါ့နော် channel တွေပြတ်ခြင်းအဲ့တော့ကျွန်တော်အခု video file လေးလုပ်ပြီးတင်မယ်ဒီ video file မှာကကျွန်တော်ဘာကိုရှင်းပြခြင်းတလဲဆိုရင်ဘာကိုပြောခြင်းတလဲဆိုရင်အမျိုးတို့ကိုကျွန်တော်တို့ဥပမာပထမကျွန်တော်တို့ကအခုလာမယ့်အပတ်အတွက်ပေါ့နော်ပိတ်ရက်က3ရက်ရှိတယ်ပိတ်ရက်2ရက်ရှိတယ်ကစားမယ့်ရက်က3ရက်ပဲရှိတယ်အဲ့တော့ကျွန်တော်တို့ကဒီဖွင့်ရက်3ရက်ကစားမယ့်3ရက်ထဲမှာကျွန်တော်တို့အမြတ်ကောင်းကောင်းရအောင်ယူမှရမယ်3ရက်ထဲနဲ့အဲ့တော့ကျွန်တော်တို့ကအခုပြတဲ့မူလေးတွေကိုတခြားနားထောင်ပေးပါတခြားမှတ်ပေးပါเนาะဒီ video file လေးဖြစ်တဲ့တော့ video file လေးမှာတခြားလေးကြည့်ပေးပါသဘောပေါက်နားလည်အောင်ကြည့်ပေးပါအဲ့ဒီမှာကျွန်တော်အခုစပြမှာအခွေဖြစ်ပါတယ်ဒုတိယမြောက်ပြမှာဒီကျွန်တော်တို့တကွက်ကောင်းဖြစ်ပါတယ်တကွက်ကောင်းကတော့ကျွန်တော်တို့မှာသူ့မှာရက်ချင်းရှိပါတယ်သူ့ရဲ့ရက်ချင်းကတော့ကျွန်တော်တို့ 2D ဖွင့်ရက်10ရက်လို့ကျွန်တော်တို့ကသတ်မှတ်တယ်ပေါ့နော်အဲ့ဒါကိုပြီးမှ calendar လေးနဲ့ရှင်းပြမယ်နောက်တစ်ခါကျရင် break တစ်လုံးကျွန်တော်တို့ပြမယ်ကျွန်တော်ဒီတစ်ပတ်စာအတွက်ပြမယ်မူလေးတွေကဒီလောက်နဲ့တင်လုံလောက်တယ်လို့ကျွန်တော်ယူဆပါတယ်ဗျနော်အဲ့တော့အမျိုးတို့ကလည်းကြည့်ပြီးပါပြီးရင်ကျွန်တော် YouTube မှာဒီ YouTube မှာအခုတင်တဲ့ video file လေးကိုကျွန်တော်က Viber channel မှာ Telegram channel မှာပြန်ရှင်းပေးမှာဖြစ်ပါတယ်เนาะဟုတ်ပြီကျွန်တော်တို့ဥစွာပထမဘာမူနဲ့ပြမလဲဆိုတော့အခွေရဲ့အကြောင်းကိုကျွန်တော်တို့ကသွားမယ်ဒီအခွေကကျွန်တော်တို့အတွက်အမြဲတမ်း lucky ဖြစ်စေတဲ့မူပေါ့เนาะကျွန်တော်တို့အတွက်အမြဲတမ်းဒီအခွေထွက်လာတိုင်းဒီကဏ္ဍထွက်လာတိုင်းကျွန်တော်တို့ဒီအခွေကကျွန်တော်တို့ပေါက်ကဏ္ဍအဖြစ်နဲ့အခွေတွေဖြစ်စီတယ်ပေါ့နော်အဲ့ဒါလေးကျွန်တော်တို့အရင်ဆုံးသွားမယ်โอเคအခွေကပါအခွေလဲဆိုရင်ကျွန်တော်တို့ကဒီမှာဘယ်မူနဲ့သွားမလဲဆိုရင်ကျွန်တော်ဒီမှာ66မူနဲ့66ဆိုတဲ့ကဏ္ဍဖြစ်လာတိုင်းကျွန်တော်တို့ဒီအခွေအမြဲတမ်းပြီးတယ်တကယ်ကိုကောင်းတဲ့အခွေဖြစ်တယ်နော်66ဆိုတဲ့ကဏ္ဍထွက်လာတယ်နော်အဲ့တော့ကျွန်တော်တို့ကဒီမှာ66လို့ထွက်လာတိုင်းနဲ့ကျွန်တော်တို့အတွက်ဘာအခွေကိုဖြစ်ပေါ်စေတယ်လဲဆိုရင်ကျွန်တော်တို့စုံကဏ္ဍအခွေတွေက2468ဆိုတဲ့ကဏ္ဍနေပေါ့နော်အဲ့ကဏ္ဍနေစင်းကိုစင်းနေဗျနော်ကျွန်တော်တို့ကကလင်ဒါပေါ်မှာကြည့်အောင်နော်အခုကျွန်တော်တို့ဒီမှာ66လို့ထွက်တယ်သူ့ရဲ့နောက်တစ်ပတ်မှာပိတ်ရက်2ရက်ပါတယ်2468အခွေအပူးပါလို့ထွက်တယ်ဒီမှာ66ထွက်တယ်သူ့ရဲ့နောက်တစ်ပတ်မှာနော်2468အခွေအပူးပါထွက်တယ်ဒီမှာ66လို့ထွက်တယ်သူ့ရဲ့နောက်တစ်ပတ်မှာကျွန်တော်2468အခွေအပူးပါလို့ထွက်တယ်ဒီမှာ66ထွက်တယ်သူ့ရဲ့နောက်တစ်ပတ်မှာကျွန်တော်တို့က2468အခွေအပူးပါသည်4868လို့ထွက်တယ်ဒီမှာ66လို့ထွက်တယ်သူ့ရဲ့နောက်တစ်ပတ်မှာ2468အခွေပူးပါသည်26လို့ထွက်တယ်ဒီမှာ66လို့ထွက်လို့သူ့ရဲ့နောက်တစ်ပတ်မှာ2468အခွေအပူးပါသည်ကျွန်တော်4နှစ်လို့ထွက်တယ်68လို့ထွက်တယ်ဒီမှာ66လို့ထွက်တယ်သူ့ရဲ့နောက်တစ်ပတ်မှာ2468အခွေပူးပါသည်24လို့ထွက်တယ်ကျွန်တော်ဒီမှာ66လို့ထွက်တယ်သူ့ရဲ့နောက်တစ်ပတ်မှာ2468အခွေအပူးပါသည်68လို့လာထွက်တယ်ဒီမှာ66လို့ထွက်တယ်သူ့ရဲ့နောက်တစ်ပတ်မှာ2468အခွေပူးပါသည်နှစ်လို့ထွက်တယ်4လို့ထွက်တယ်ဒီဘက်မှာဆိုရင်ကျွန်တော်မိသားစုကဏ္ဍမှာ2468အခွေပူးပါပေးတာပေါ့နော်နှစ်ထွက်သွားတယ်ဒီနှစ်ပြီးတော့နောက်အဲ့246 3246အခွေထပ်ပေးတယ်4ထွက်တယ်ပေါ့ဒါကတော့ကျွန်တော်အမှတ်တရဒီနေရာမှာပေါ့နော်ဒီမှာ66လို့ထွက်တယ်သူ့ရဲ့နောက်တစ်ဘက်မှာ2468အခွေပူးပါသည်68လို့လည်းထွက်တယ်66လို့ထွက်တယ်62လို့48လို့ထွက်တယ်ဒီမှာ66လို့အပူးထွက်လို့သူ့ရဲ့နောက်တစ်ဘက်မှာ2468အခွေပူးပါသည်48လို့လည်းထွက်တယ်82လို့ထွက်တယ်ဒီမှာ66လို့ထွက်လို့သူ့ရဲ့နောက်တစ်ဘက်မှာ2468အခွေပူးပါသည်48လို့ထွက်တယ်
ဒီမှာအခု66လို့လာထွက်ပြီအဲ့တော့ဒီမှာလဲကျွန်တော်တို့ကပိတ်ရပါတာတောင်းဒီအခွေဒီထွက်ပေးရဲဆိုတော့ကျွန်တော်တို့ဒီတစ်ဘက်မှာကစားရမယ့်အခွေဒီ2468အခွေအပူးပါမယ်နော်2468အခွေအပူးပါလို့ကျွန်တော်တို့ကစားမယ်မူတွေမှာတော့ကျွန်တော်တို့မူတွေကိုရှာထားတယ်မူတွေကတော့အများကြီးပဲကောင်းတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီထဲမှာကျွန်တော်တို့အတွက်အမြဲတမ်းအကျိုးပြုတဲ့မူတွေကိုပဲပြတာကောင်းတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာကျွန်တော်အမျိုးတွေကစားမယ်အခွေလာမယ်အပတ်အတွက်ပိတ်ရ2ရက်တော့ရှိတယ်ဒါပေမဲ့အမျိုးတို့ကနှစ်သက်ရင်တော့ကစားပါဒါပေမဲ့မိမိဘက်ကချင်းချင်းပြီးကစားတတ်ဖို့လည်းလိုတယ်အဲ့တော့အခွေသည်2468အခွေဘူးပါလို့ဖြစ်တယ်အဲ့ဒီမှာကျွန်တော်ဂျားတွေကနော်တခြားမူတွေကိုလည်းကျွန်တော်ထပ်ပြီးတော့ရှင်းပြအောင်မယ်ကျွန်တော်တခြားသောမူတွေကိုထပ်ပြီးရှင်းပြအောင်ပေါ့နော်အဲ့ဒါဘာမူလဲဆိုရင်ကျွန်တော်တို့ဒီမှာခဏလေးပြနော်ဒါကတော့ကျွန်တော်ရဲ့လူအဟောင်းတွေအများဆုံးသိတယ်မူဒါကတော့ဒီဟာကတော့ကျွန်တော်တို့တကွက်ကောင်းစိုက်မှုဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဒီမှာတောက်ကြနေမှာတောက်ကြနေမနက်ပဲဖြစ်ဖြစ်ညနေပဲဖြစ်ဖြစ်9-1အားလို့ထွက်ခဲ့ရင်တဲ့တောက်ကြနေနော်တောက်ကြနေမှာမနက်ပဲဖြစ်ဖြစ်ညနေပဲဖြစ်ဖြစ်ဒီကလင်နာပေါ်မှာကျွန်တော်တို့ဒီလောက်ပဲရှိတယ်ဒီတောက်ကြနေမနက်ညမှာ9-1ထွက်တဲ့အမူကသူ့ရဲ့အရှိရကလင်နာမှာအများကြီးရှိတယ်အများကြီးရှိတယ်နော်ကျွန်တော်အဲ့ဒီမူတွေနဲ့ဟိုးအရှိပိုင်းနေမှာကျွန်တော်တို့အတွက်ဒါတကွက်ကောင်းဆိုင်ရခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမူကိုအခုပြတယ် sorry ဒီမူကိုအခုပြတယ်ကြည်ပါတောက်ကြနေမနှမ်းညမှာတဲ့1-5အားလို့မနှက်ပဲဖြစ်ဖြစ်ညနေမှာထွက်လဲရတယ်ဒီမူကိုယူလို့ရတယ်တောက်ကြမနှမ်းညမှာ1-5လို့ထွက်ရင်တဲ့သူ့ရဲ့နောက်နှစ်ပတ်အတွင်းဆိုအများဆုံး10ရက်အတွင်း10ရက်အတွင်း1-5တကွက်ပြန်ထွက်တယ်တဲ့နှစ်ပတ်အတွင်းလို့လည်းကျွန်တော်တို့ကယူရဲပေါ့ဒီမှာကျတော့နှစ်ပတ်အတွင်းကျွန်တော်10ရက်အတွင်းပေါ့နော်နှစ်ပတ်လို့ယူတယ်10ရက်လို့လည်းယူတယ်1-5ပြန်ထွက်တယ်တဲ့ပြန်ထွက်တဲ့1-5ကလည်းတောက်ကြမှာထွက်တဲ့အတွက်အဲ့ဒီတောက်ကြမှာ1-5အာထွက်တဲ့အတွက်ပြန်ယူတယ်အဲ့တော့1-5အာဒီရဲ့သူ့ရဲ့အောင်နှစ်ပတ်အတွင်းမှာပြန်ဆင်းရမယ်ဆိုပြီးမှ1-5လို့ပြန်ဆင်းတယ်ဒီမှာ1-5အာလို့တောက်ကြမနှမ်းညမှာထွက်လို့သူ့ရဲ့အောင်နှစ်ပတ်အတွင်းမှာတဲ့1-5အာပြန်ထွက်ရမယ်နှစ်ပတ်အတွင်းတော့မဟုတ်ဘူးချက်ချင်းလက်ငင်းပဲလိုက်တယ်ဒီမှာ1-5အာလို့ထွက်လို့သူ့ရဲ့နောက်နှစ်ပတ်အတွင်းတဲ့ဒါမှမဟုတ်10ရက်ပေါ့နော်ကနန်းထွက်ရက်10ရက်1ရက်2ရက်3ရက်4ရက်5ရက်6ရက်9ရက်မြောက်မှာလာထွက်တယ်1-5-1လို့လည်းထွက်တယ်ဒီမှာအခု1-5လို့ထွက်ပြီအဲ့တော့သူ့ရဲ့1ရက်2ရက်3ရက်4ရက်5ရက်6ရက်9ရက်10ရက်ဒီနှစ်ပတ်စာအတွင်းမှာတော့ကျွန်တော်တို့က1-5ဆိုတဲ့ကနန်းအာတဲ့ကျွန်တော်တို့ဒီထဲမှာရှိတယ်တကွက်ကောင်းနော်တကွက်ကောင်းကျွန်တော်တို့ကဒီ1-5အားကိုမျိုးရဒီကလင်နာပေါ်မှာပြတဲ့အပင်ကြီးကဒီအပင်လောက်ပဲရှိတယ်တစ်ချိန်နှစ်ချိန်သုံးချိန်နော်၄ချိန်ဒီမှာမှ၅ချိန်ပဲရှိတယ်ဆိုပြီးတော့အမျိုးတို့ဒီအချိန်ကြီးနဲတယ်ဆိုပြီးတော့ဒီအပင်ကိုမစိုးရိမ်နဲ့သူ့ရဲ့အရှိမကလင်နာတွေပေါ်မှာကျွန်တော်တို့ရခဲ့ဘူးတယ်အရင်မှာအချိန်ကြီးတွေရှိတယ်3-4ချိန်လောက်ရှိသေးတယ်ထပ်ပြီးတော့အဲ့ဒီအနည်းဆက်ဆုံးကိုပြောရရင်3-4ချိန်လောက်ကိုထပ်ရှိသေးတယ်အဲ့ဒီအချိန်ကြီးတွေမှာလည်းကျွန်တော်တို့ရခဲ့တယ်ဒါကျွန်တော်အမျိုးတွေတော်တော်များများသိတယ်နော်ဒီတင်ကားကကျွန်တော်တို့အမြဲတမ်း lucky ဖြစ်စေတဲ့ကဏ္ဍဖြစ်တယ် lucky မှုပေါ့နော်အဲ့တော့ကျွန်တော်ပြတယ်အဲ့ဒုက္ခကောင်းမှုကိုကစားမယ်ဆိုရင်တဲ့တင်ကားဖြစ်ပါတယ်အဲ့ဒီမှာဒုက္ခကောင်းမှုပြီးတော့ကျွန်တော်တို့ break ကစားခြင်းတဲ့အမျိုးတွေဟုတ်ပြီဒါကျွန်တော်ဒီမှာကလင်နာပုံမှာရှင်းပြတဲ့မူတွေကိုကျွန်တော်အခုဒီလိုပြလိုက်ပြီဥစွာပထမ66အပူကြောင့်ကျွန်တော်တို့2468အခွေပူးပါကျွန်တော်တို့ဒိတ်နဲ့တက်ထားပြီးတယ်နော်တောက်ကြမနက်ည1-5အာလို့ထွက်ခဲ့ရင်နောက်တစ်ပတ်14ရက်နောက်သူ့ရဲ့နောက်14ရက်အတွင်းပေါ့ဗျာအလွန်ဆုံး14ရက်လို့ယူထားတာ1-5အာပြန်မွေးရမယ်နောက်တတိယမူကကျွန်တော်တို့အတွက် break တနင်္လာနေ့မနက်ထိတ်တယ်ဟောတနင်္လာမနက်ထိတ်အဲ့ဒီမှာတခြားသောမူတွေရှင်းပြမယ်နော်ဒီပုံမှာကျွန်တော်ရေးပြတဲ့အဓိကအကြောင်းအရာမူကတော့ဒီ3ခုပဲနော်တခြားသောမူတွေကိုလည်းရှင်းပြမယ်မျိုးတို့ကလိုက်ကြည့်တနင်္လာမနက်ထိတ်ခွန်တောက်ကြမနက်ထိတ်နှစ်ခွန်နှစ်တနင်္လာမနက်ထိတ်နဲ့တောက်ကြမနက်ထိတ်ပါဝါဖြစ်ရင်နဲ့သူ့ရဲ့နောက်တစ်ပတ်မှာကျွန်တော်တို့ကဘာဆင်းလဲဆိုရင်6ပရိတ်ဆင်းတယ်တဲ့နှစ်4လို့ဆင်းတယ်ဒီမှာတနင်္လာမနက်ထိတ်6တောက်ကြမနက်ထိတ်1အဲ့လို6-1လို့ပါဝါဖြစ်လို့သူ့ရဲ့နောက်တစ်ပတ်မှာ6ပရိတ်တီးတဲ့1-5လို့ဆင်းတယ်
တင်းနေလာမနဲ့ထိတ်ခွန်တောက်ကြမနဲ့ထိတ်နှစ်ခွန်နှစ်လို့ပါဝါဖြစ်လို့သူ့ရဲ့နောက်တစ်ပတ်မှာကျွန်တော်တို့က6ပရိတ်ဒီ1 5လို့ဆင်းနေ3 3လို့ဆင်းနေတင်းနေလာမနဲ့ထိတ်6 4တောက်ကြမနဲ့ထိတ်9 4 9လို့ပါဝါဖြစ်လို့သူ့ရဲ့နောက်တစ်ပတ်မှာကျွန်တော်တို့က6ပရိတ်ဒီ4နှစ်လို့ဆင်းနေဒီဒီပင်မှာတင်းနေလာမနဲ့ထိတ်8တောက်ကြမနဲ့ထိတ်3 8 3လို့ပါဝါဖြစ်လို့ဒါပေမဲ့ဒီဒီပင်မှာကျွန်တော်တို့ကပြက်တယ်တလုံးသေးတော့ပရိတ်ယူတာနော်ဒါပေမဲ့အချိန်ကြီးအားဖြင့်သူဒီ8ချိန်မှာတစ်ချိန်ပဲဖောင်းတယ်အဲ့တော့ဒီတစ်ချိန်ဖောင်းတယ်ပေါ့ဒီမှာတင်းနေလာမနဲ့ထိတ်နှစ်တောက်ကြမနဲ့ထိတ်ခွန်နှစ်ခွန်လို့ပါဝါဖြစ်လို့သူ့ရဲ့နောက်တစ်ပတ်မှာ6ပရိတ်တဲ့42လို့ထွက်တယ်ဒီမှာတင်းနေလာမနဲ့ထိတ်6တောက်ကြမနဲ့ထိတ်1 6 1လို့ပါဝါဖြစ်လို့သူ့ရဲ့နောက်တစ်ပတ်မှာလည်းကျွန်တော်တို့က6ပရိတ်တဲ့60ခွန်လို့ထွက်တယ်ဒီမှာတင်းနေလာမနဲ့ထိတ်9တောက်ကြမနဲ့ထိတ်3 9 3ညလို့ပါဝါဖြစ်လို့သူ့ရဲ့နောက်တစ်ပတ်မှာ6ပရိတ်ဒီရဲ့3 3လို့လည်းထွက်တယ်9ခွန်လို့လည်းထွက်တယ်အခုအဲ့လိုဆိုရင်ကျွန်တော်တို့ကဒီမှာတင်းနေလာမနဲ့ထိတ်6တောက်ကြမနဲ့ထိတ်1 6 1လို့ပါဝါဖြစ်လို့ဒီမှာကစားမှာဒီကျွန်တော်တို့ပရိတ်ဒီတဲ့6ပရိတ်ဖြစ်ပါတယ်တဲ့6ပရိတ်ဒီမှာကျွန်တော်တို့စောနာပြောတယ်1 5ပါတယ်နော်60ခွန်တို့42တို့ဆိုတဲ့ကဏ္ဍနေကစားရမယ်အဓိကအဲ့ဒီမှာကျွန်တော်တို့အောက်မှာရေးထားပြီးတယ်2 4 1 5 9ခွန်နော်ဒီကဏ္ဍနေကစား6ပရိတ်နဲ့ပတ်သက်လို့အဲ့ဒီလိုမျိုးတဲ့ဒါနောက်တစ်မူပေါ့နောက်တစ်မူပေါ့တင်းနေလာမနဲ့ထိတ်နဲ့တောက်ကြမနဲ့ထိတ်အဲ့လိုပါဝါဖြစ်ရင်တဲ့အဲ့ဒီဖြစ်တဲ့အပတ်ကကဏ္ဍနေဒီသူ့ရဲ့နောက်တစ်ပတ်ကိုတစ်ချိန်ဆင်းနေတဲ့ဟော9 9ဒီ9 9လို့ဆင်းနေအဓိကဆင်းတာဒီမနက်ပိုင်းကဏ္ဍဒီမနက်ပိုင်းမှာဆင်းနေညနေပိုင်းကဏ္ဍဒီညနေပိုင်းမှာများသောအားဖြင့်ဆင်းနေတော်တော်များများဒီမနက်ပိုင်းကဏ္ဍနေပြန်ဆင်းတာများတယ်ကြည့်နော်ဒီလက်ရှိအချိန်မှာဆိုဒါမနက်ပိုင်းကဏ္ဍနေဆင်းသွားတယ်မနက်ပိုင်းကဏ္ဍနေက9 9ဆင်းနေပေါ့ကျွန်တော်ဗီဒီယိုဖိုင်မို့လို့ကျွန်တော်မြန်လေးပြောတာပေါ့နော်ဒီမှာတင်းနေလာမနဲ့ထိတ်6တောက်ကြမနဲ့ထိတ်6 1လို့ဖြစ်လို့ဒီမနက်ပိုင်းကဏ္ဍနေတွေကဟောခွန်1ဒီမှာခွန်1လို့လက်ဆင်းနေဒီညနေပိုင်းကဏ္ဍနေက3ည5လဲ9 3ညလို့ဆင်းနေနော်ဒီမှာမနဲ့ထိတ်ခွန်တင်းနေလာမနဲ့ထိတ်ခွန်တောက်ကြမနဲ့ထိတ်2ခွန်2လို့ဖြစ်လို့အဲ့ဒီအပတ်ကကဏ္ဍနေဒီနောက်တစ်ပတ်ကိုဆင်းရမယ်ဆိုမနက်ပိုင်းကဏ္ဍနေကခွန်8ဒီမှာ8ခွန်လို့ဆင်းနေညနေပိုင်းကဏ္ဍလဲဆင်းနေနော်အဓိကမနက်ပိုင်းကဏ္ဍနေကဥစွာပထမဆင်းနေဒီမှာတင်းနေလာမနဲ့ထိတ်4တောက်ကြမနဲ့ထိတ်9 4 9လို့ပါဝါဖြစ်လို့ဟောဒီဘက်ထဲကကဏ္ဍနေတွေက2 3 3နှစ်ဆိုတဲ့ကဏ္ဍဒီမှာမနက်ပိုင်းကဏ္ဍဒီပြန်ဆင်းနေအောက်ဘက်အဓိကမနက်ပိုင်းကဏ္ဍနေကအဓိကပြန်ကစားရမယ်နော်ဒီမှာတင်းနေလာမနဲ့ထိတ်8တောက်ကြမနဲ့ထိတ်3 8 3လို့ပါဝါဖြစ်လို့အဲ့ဒီအပတ်ကကဏ္ဍနေသူ့နောက်တစ်ပတ်ကိုပြန်ဆင်းမယ်ဆိုမနက်ပိုင်းကဏ္ဍ9နှစ်ဒီမှာ9နှစ်လို့လာဆင်းနေ2 5လို့2 5ဒီ9နှစ်လို့ဆင်းနေဒီမှာတင်းနေလာမနဲ့ထိတ်2တောက်ကြမနဲ့ထိတ်ခွန်2ခွန်လို့ပါဝါဖြစ်တယ်ပါဝါဖြစ်လို့တဲ့အဲ့ဒီအပတ်ကကဏ္ဍနေတွေကဟော4နှစ်2 4ဒီဒီမှာ4နှစ်လို့လာဆင်းနေဟောမနက်ပိုင်းကဏ္ဍနေပဲအဲ့လိုဆိုရင်တဲ့ဒီမှာလဲကြည့်တင်းနေလာမနဲ့ထိတ်6တောက်ကြမနဲ့ထိတ်1 6 1လို့ဖြစ်လို့အဲ့ဒီအပတ်ထဲကကဏ္ဍနေတွေဟောခွန်1ဒီတဲ့မနက်ပိုင်းကဏ္ဍခွန်1ဒီမှာ1ခွန်လို့လာဆင်းမနက်ပိုင်းကဏ္ဍနေဆင်းတာများတာနော်အဲ့တော့ဒီမှာတင်းနေလာမနဲ့ထိတ်9တောက်ကြမနဲ့ထိတ်3ည9 3ညလို့ဖြစ်လို့အဲ့ဒီအပတ်ကကဏ္ဍနေတွေက1 4ဒီရဲ့ဟောမနက်ပိုင်းကဏ္ဍ1 4ဒီ1 4လို့လာဆင်းနေဆိုတော့ကျွန်တော်တို့ကဒီမှာတင်းနေလာမနဲ့ထိတ်6တောက်ကြမနဲ့ထိတ်1 6 1လို့ဖြစ်လို့ဒီအပတ်ကကဏ္ဍနေတွေကဆိုဒီဥစွာပထမကျွန်တော်တို့မနက်ပိုင်းကဏ္ဍနေဦးစားပေးရမှာ6 6တို့9ခွန်တို့9 8တို့3ည3တို့1 5တို့ဆိုတော့ကဏ္ဍနေရသူ့အောက်အပတ်ကိုပြန်ဆင်းနိုင်တယ်တဲ့အဲ့မှာကျွန်တော်တို့ဆောနာပြောတယ်1 5ဒီတောက်ကြမနဲ့ညမှာ1 5လို့ထွက်ထားရင်အဲ့ဒီ1 5ဆိုကဏ္ဍရင်သူ့ရဲ့အောက်မှာချက်ချင်းလက်ငင်းကိုပြန်ဆင်းတက်တဲ့သဘောတဘာဝရှိနေတယ်ဟောနော်အဲ့1 5ကြီးကမေ့လို့မရပါဘူးနော်အဲ့ဒီထဲမှာကျွန်တော်တို့ဂရိထားမှာ1 5တို့အပူကဏ္ဍ6 6တို့9ခွန်ဒါပေမဲ့ကဏ္ဍဒီ1 2 3 4ဒီ9ခွက်ပဲရှိတယ်6 6 9ခွန်9 8 3 3နဲ့1 5ဆိုတဲ့ကဏ္ဍ9ခွက်ကအဓိက main ပဲတန်ကဏ္ဍနေရအရင်ကြံကဏ္ဍနေရအရင်ကစားမှာဖြစ်ပါနော်အဲ့ဒါကတော့ကျွန်တော်တို့မူတစ်ခုတနင်္လာမနက်ထိတ်နဲ့တောက်ကြမနက်ထိတ်ပါဝါကြောင့်မူတစ်ခုပြီးရင်ကျွန်တော်ရဲ့နာမည်ကြီးမူတစ်ခုကျွန်တော်နာမည်ရစေတဲ့မူတစ်ခုပေါ့ဗျာညနေဘက်၄နောက်ပိတ်ထွက်ရင်ညနေဘက်၄နောက်ပိတ်မူရှိတယ်နော်ညနေဘက်မှာ၄နောက်ပိတ်ထွက်ရင်ကျွန်တော်တို့က9 3ည2ခွန်ပါတယ်3 8ပရိတ်တွေထွက်တယ်ဒါ
ဒါကျွန်တော်ရဲ့မြင်တဲ့လက်ဆွဲမှုဘာကြောင့်အဲ့ဒါကိုပြတယ်ဆိုဒီမှာညနေဘက်၄နောက်ပိတ်ညနေဘက်၄နောက်ပိတ်ဒီသူ့ရဲ့အနီးဆက်ဆုံးနေရာဒီနေရာမှာထွက်ထားတယ်ဒီနေရာမှာညနေဘက်၄နောက်ပိတ်ကြောင်ကျွန်တော်တို့က9-3 ညနှစ်ခွန်ပါတယ်3-8 break တွေကအလန်းကွာဆိုတာထွက်ထားတယ်ဒီမှာရက်ချင်းကိုကြော်ထားတယ်1ရက်2ရက်3ရက်4ရက်5ရက်မှလာထွက်ထားတယ်တစ်ခွန်ဆိုပြီးတော့အမှန်တကယ်တော့ဒီမူတွေဒီကျွန်တော်တို့က3ရက်အတွင်းယူရတဲ့မူဖြစ်တယ်ဒီမှာရက်ချင်းကြော်ပြီးတော့ထွက်ထားလို့ကျွန်တော်တို့ကမူပြတ်တယ်လို့ယူဆတယ်ပေါ့နော်ပြတ်တယ်လို့သဘောထားပြီးတော့အဲ့တော့သူ့ရဲ့အနီးကပ်ဆုံးအပင်မှာပြတ်တယ်လို့ကျွန်တော်ယူရင်ဒီအပင်လိုပုံစံမျိုးမှာဆိုကျွန်တော်တို့ကမှန်ကန်စွာယူလို့ရတယ်တဲ့ဒါမူရဲ့သဘောတော်ပါအောင်ပြောပြတာအဲ့တော့9-3 ညနှစ်ခွန်ပါတယ်3-8 break တွေကဘာတွေလဲဆိုရင်တဲ့9-3 ညနှစ်ခွန်ပါတယ်3-8 break 9-3 ညနှစ်ခွန်ပါတယ်3-8 break ဟောကျွန်တော်တို့ကနော် sorry 9-3-5-8 3-3 3-8 1-1 ခွန်6-6 ခွန်အဲ့ဒါ9-3 ညနှစ်ခွန်ပါတယ်3-8 break တွေနော်9-3 ညနှစ်ခွန်ပါတယ်3-8 break အုပ်စုပဲအဲ့ဒါအဲ့ကနန်းနေသည်3ရက်အတွင်းမှာဆင်းနိုင်တယ်ဒါကတော့3-8 break ဆောင်းတော့ကျွန်တော်တစ်လုံးနဲ့တော့ break ကိုပေးတယ်တစ်လုံးနဲ့တော့ break ဒီ6 break ဖြစ်တယ်ဒီမှာကတော့မူအားဖြင့်ကျွန်တော်တို့ထပ်ပေးနိုင်3-8 break အုပ်စုလည်းရှိเนาะဒါတွေကိုကျွန်တော်တို့ကအမျိုးတို့ကိုမူလေးတွေကိုလည်းသိအောင်ကျွန်တော်တို့ရဲ့သဘောတဘာဝလေးမူတွေရဲ့သဘောတဘာဝလေးတွေလည်းနားလည်အောင်ကျွန်တော်ကရှင်းပြပေးခြင်းဖြစ်ပါတယ်ဗျာเนาะအဲ့ဒီမှာစောနာ9တိနဲ့ပတ်သက်တဲ့အကြောင်းကြီးကျွန်တော်ရှင်းပြထားတယ်ပေါ့เนาะဒီကလေးနာပုံမှာပြီးရင်မူတွေကအများကြီးရှိတယ်ကျွန်တော်တို့ကတနင်္လာမနက်မှာတနင်္လာနေ့မနက်ပိုင်းအပူထွက်ပြီးွားတိုင်းသူ့ရဲ့နောက်တစ်ပတ်မှာဘာတွေထွက်တယ်လဲတနင်္လာနေ့ညနေမှာအပူလို့ထွက်ပြီးွားရင်ဘာတွေထွက်မလဲဟောကျွန်တော်အဲ့မှာမူတွေရှိသေးတယ်တခြားမူတွေလည်းရှိတယ်ပြီးရင်ကျွန်တော်တို့အလဲမှာ9-9လို့ဖြစ်ရင်ဘာတွေထွက်တယ်လဲမူတွေကတော့အများကြီးပဲဒါပေမဲ့ကျွန်တော်အကောင်းဆုံးဖြစ်နိုင်တဲ့မူကိုခြုံပြီးပေးတယ်အလဲ9-9ကြောင့်ကျွန်တော်တို့က3လုံးခွေအားစာရှိတယ်ဒါပေမဲ့ဒီမှာကျွန်တော်ပေးထားတဲ့အရာတွေကအဲ့ဓာတွေအားလုံးနဲ့ချုပ်ပြီးတော့ပေးထားတဲ့မူတွေဖြစ်တယ်လုံလောက်ပြီးသားเนาะမူတွေကလုံလောက်ပြီးသားအဲ့တော့ဒီတစ်ပတ်မှာကျွန်တော်မျိုးတို့ကစားစီခြင်းနဲ့မူတွေပြီးဒါဗီဒီယိုဖိုင်နဲ့လုပ်ပေးတာဖြစ်တဲ့အတွက်သေချာလေးပြန်ကြည့်ပါဗီဒီယိုဖိုင်ကိုဒီမှာနားလေသဘောပေါက်လိမ့်မယ်လို့ထင်ပါတယ်ဗျာเนาะဟုတ်ပြီဒါကတော့ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ဖြစ်ပါတယ်เนาะ channel တွေမှာခဏ like တွေလွှင့်လို့ရှိရင်ပြက်လို့ကျွန်တော်ဗီဒီယိုဖိုင်လေးလုပ်ပေးပါပါတယ်အဆင်ပြေကြမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်เนาะတကွက်ကောင်မွေးစရာသည်ကျွန်တော်တို့1-5ပါ1-5ဆိုတဲ့တကွက်ကောင်မွေးရပါမယ်เนาะတကွက်ကောင်1-5သည်ဒီနှစ်ပတ်အတွင်းကိုကျွန်တော်မျှော်လင့်ထားပါတယ်1-5 break ဆိုရင်ဒီတစ်ပတ်အတွက်6 break ပြီးရင်3-8 break ရှိတယ်6 break ကတော့တစ်လုံးနဲ့ break အတွဲလိုက် break ဆိုရင်3-8 break 3-8 break အတွဲလိုက်မှာဘယ်လိုဖမ်းထားလဲ9-3 ည2ခွန်ပါတယ်3-8 break အခွေဆိုရင်2-4-6-8အခွေ okay အဲ့ဒါဆိုအဆင်ပြေမယ်ဒါကတော့ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ဖြစ်ပါတယ်ကျွန်တော်ရဲ့ Viber channel တွေ Telegram channel တွေဝင်ကျင်တဲ့အမျိုးတွေရှိရင် Telegram လည်းဒီနံပါတ်ပါပဲเนาะကျွန်တော် Telegram account လည်းဒီနံပါတ်ပါပဲ Viber မှာလည်းကျွန်တော်ရဲ့ free channel တွေရှိတယ် Telegram လည်း free channel တွေရှိတယ်မိသားစုအဖွဲ့ဝင်ကျင်တဲ့အမျိုးတွေကလည်းဒီနံပါတ်တွေကနေပြီးတော့မိသားစုအဖွဲ့ဝင်တွေရပါတယ်เนาะ Viber ကနေပြီးတော့ကျွန်တော် Viber မိသားစုအဖွဲ့ဝင်နဲ့ပတ်သက်လို့ရှိရင် Viber မှာအလုပ်လုပ်ပါတယ်เนาะViber မှာလည်း free channel နှစ်ခုရှိပါတယ်ဒီ2D ဖွင့်တဲ့ရက်တွေမှာဆိုရင်တော့ကျွန်တော်ဒီ Viber free channel နဲ့ Telegram channel ကနေအဓိကကျွန်တော်နေ့တိုင်းအလုပ်လုပ်ပါတယ်အမျိုးတို့အတွက်အဲ့ channel ကအမျိုးတွေအတွက်နေ့တိုင်းကျွန်တော်ကမူတွေဝမ်းချိန်တွေတွက် site တွေပါညာအကုန်တင်ပေးတယ်ပေါ့နော်ဒီ YouTube မှာကတော့ကျွန်တော်တပတ်စာပိတ်ရက်တွေမှာပဲကျွန်တော်တို့က live လွှင့်တာတို့ video file တွေတင်တာတို့လုပ်ပါတယ်ဗျာနော်အဲ့တော့ Viber free channel ဝင်နေတဲ့မျိုးတွေဒီနံပါတ်ကနေလာဆွတ်သွယ်ပြီးတော့ Viber free channel လာယူလို့ရပါတယ်ဗျာနော်အားလုံးအထူးပဲကျေးဇူးတင်ပါတယ်ဗျလာမယ့်ပတ်မှာလည်းကျွန်တော်အမျိုးတွေအားလုံးအမြတ်တွေရပြီးပြောနိုင်ကြပါစေလို့ဆုတောင်းပါတယ်ကြီးစုပေးတဲ့အမျိုးတယောက်ချင်းစီတိုင်းအထူးပဲကျေးဇူးတင်ပါတယ်ဗျအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေကျွန်တော်ရဲ့ channel ကတော့ရွှေရောင်လက်များ 2D YouTube channel ဖြစ်ပါတယ်ဗျနော် YouTube မှာကျွန်တော်ရဲ့ channel လေးကိုရှာမယ်ဆိုရင်မြန်မာလိုပဲရွှေရောင်လက်များလို့ရိုက်ရှာလိုက်ပါကျွန်တော်ရဲ့ channel လေးကိုတွေ့ရမှာဖြစ်ပါတယ်အားလုံးကျေးဇူးပါဗျနော်